တင်ကကိုချစ်ရတဲ့သူတွေကိုအမြဲဂရုစိုက်ပေးတဲ့ကျင်နာပေးတဲ့ချစ်ပေးတဲ့သူတယောက်လားအဲ့ဆိုလို့ရှိရင်တော့ speed မေးချင်ပါတယ်အဲ့ကိုချစ်ရတဲ့သူတွေထဲမှာရောကိုယ်တိုင်ပါဝင်ရဲ့လားတငယ်ချင်းတယောက်အမှားလုံးမိရင်ကြတော့ပေါ့နော်။ပါရဲ့ဒီလောက်တည်းနောက်နေ့ပြန်လုပ်လိုက်ပေါ့ဘာညာဆိုပဲနှစ်သိမ့်ပေးတဲ့ကြပဲမယ်လေ။ခါလေးကျရင်ကိုအမှားတိတ်လေးလုံးမိနေတာမှအဲ့ဒီအပေါ်မှာအရန်ခံစားရကြရဲပေါ့နော်။ကိုအပြစ်တင်တက်ကြရဲ။ကိုအသုံးမကျဘူးဆိုပြီးစိတ်တက်တည်ကြအပြစ်တင်နေတာ။အဲ့ဒါတကယ်ကိုချစ်တာမဟုတ်ဘူး။ပြီးတော့ self love ဆိုတော့ဒီနေ့အဓိကပြောသွားမှာဆို self love ဆိုတာလေကိုတကယ်ချင်တာလေအပန်းဖြေဖို့အတွက် spa သွားတာ shopping ထွက်လိုက်တာအကြာကြီးအိပ်ဖြစ်လိုက်တာရုပ်ရှင်အကြာကြီးကြည့်ပြလိုက်တာဒီလိုမျိုးထင်ခဲ့ရပေါ့တကယ်သိလာတာကဒီလိုမျိုးအပေါ်ရင်ပျော်ရွှင်မှုလေးတွေကလေခဏကြာပဲကိုစိတ်ကျဉ်နေမှုပေးစေတာပေါ့နော်တစ်ရက်နှစ်ရက်ကြာသွားရင်တော့မှအဲ့လောက်ထိစိတ်ကျဉ်နေမှုကလိုက်မလာဘူးပါမလာဘူးပေါ့နော်အဲ့တော့အကြာကြီး spirit ဖြစ်ကျင့်တဲ့စီကိုချစ်တဲ့စီကိုဘာလို့ရမလဲဆိုတာမိကုန်းထုတ်လိုက်အဲ့တော့ spirit အားချရရဲပေါ့နော် idol တွေ social influencer တွေပြီးလို့ရှိရင် TikTok video တွေတွားပြီးတော့ကြည့်ပြီးတော့သိလာတဲ့ self love ဆိုတာဘာလဲဆိုတာကိုဒီနေ့ဒီ video လေးမှာပြောပြပေးသွားပါမယ်ကိုချစ်တာနဲ့ကိုအလိုလိုက်တာနဲ့မတူဘူးသိလားကိုအတွက်ပေါ့နော်ဘေးဥပဖြစ်စီနေအစားအသောက်တွေကိုတကယ်တော့ကြိုက်တယ်ကွာအဲ့ဒါကိုစားလိုက်လို့ရှင်ကိုအတွက်ကကျမကြီးအတွက်ထိခိုက်စီဆိုအဲ့ဒါကိုအလိုလိုက်ပြီးတော့တိနဲ့စားနေလိုက်တာဒါဟာတကယ်ကကိုချစ်တာမဟုတ်ပဲနဲ့ကိုနှစ်တာပေါ့နော်အရေးပြတ်ခံပြီးတော့ social media အကြာကြီးတုံး TikTok ရဲ့အကြာကြီးကြည့်အညာဆိုလို့ရှိရင်လည်း9နာရီ6နာရီပဲအိမ်ရမနေ့ဆိုရင်အလုပ်အစောကြီးထားတော့ဒီလိုမျိုးအရာကြီးရတယ်ကိုအတွက်မကောင်းမှန်းသိနေပြီးမဲ့လဲအမြဲတမ်းအလိုလိုက်ပြီးတော့လိုက်လုံးမိနေရအဲ့တော့အလိုလိုက်တာနဲ့ကိုချစ်တာမတူပါဘူးပြီးတော့ spirit ကိုပေါ့နော်ဒစိမ့်တွေလိုက်ပြီးတော့မကတ်နဲ့ဒစိမ့်လိုက်ကတ်တယ်ဆိုတာဘာလဲဆိုလို့ရှိရင်ငါအမြဲနမောနမဲ့လုံနေတဲ့သူတွေကငါတော့ဒီနေရာမှာမှားတော့မှာပဲငါတော့စာရေးရမတော့ငါတော့အင်္ဂလိပ်စာပြောရမတော့ဒီလိုမျိုးပေါ့နော်ကိုကဘာဆိုရဲဟာကို identity လောက်လိုက်တဲ့အခါမှာတက်လိုက်တဲ့အခါမှာအဲ့ဟာရတကယ်လဲဖြစ်သွားတကယ်လဲဆွဲသွားဆိုတာကကွာပြုတ်ပြင်ပြောင်းလဲလို့ရတယ်အဲ့တော့တခုတည်းပဲရက်တည်နေရမဟုတ်ဘူးပြောချင်တာကိုတကယ်ချစ်တယ်ဆိုလို့ရှိရင်အဲ့ဒီလူတွေကတ်တဲ့ဒစိမ့်တွေအောင်မှာကိုကတ်တဲ့ဒစိမ့်တွေအောင်မှာမနေပါနဲ့ကိုကလေကိုရိုင်းနဲ့ပတ်သက်ပြီးတော့လေအရှိကိုအရှိတိုင်းမဖုံးကွယ်ပဲနဲ့နေဆိုဘာလို့ဒါကိုပြောချင်တာတစ်ခါလေကြာရင်ကိုလေကိုပန်းဝန်းကျင်မှာဖုံးကွယ်ထားပြီဆိုလို့ရှိရင်ကိုလည်းမကြိုက်နေဘူး space ဆိုအမြဲလိန်လဲမလိန်ဘူးဘာလို့လဲဆိုလို့ရှိရင်ဘာလို့မလိန်တာလဲဆိုလို့ရှိရင်အဲ့လိန်ထားလို့ရှိရင်လိန်ထားရဲဆိုဖုံးကွယ်ထားတာပေါ့နော်အဲ့ဒီဟာကြီးကကိုနဲ့အမြဲစိတ်ထဲမှာပါနေရပေါ့အဲ့တော့နေရတာမလွတ်လပ်တော့အဲ့လိုဖြစ်တယ်အဲ့ကြောင့်မလို့ပေါ့နော်နောက်တစ်ခုကကိုယ့်ရဲ့ဖြစ်တည်မှုကိုချစ်ပါနော်ပြီးတော့အသားမဲလဲချစ်ဝါလဲချစ်ဘယ်လိုပဲဖြစ်ချစ်ကွာဘာလို့ဆိုရရိုတော့မှပေါ့နော်အချစ်မှမျက်စိမရှိပါဘူးဘာညာနဲ့ချစ်တတ်ကြသေးရပဲဟုတ်တယ်လားအဲ့တော့ကိုကျတော့ဘာလို့မျက်စိရှိနေရလဲဟုတ်တယ်နော်ကိုယ့်ရဲ့ဖြစ်တည်မှုကိုကျင့်တတ်ပါတော့အမြဲကို positive affirmation လို့ခေါ်ရပေါ့နော်ကောင်းတဲ့ self talk လေးစကားလေးပြောပါအဲ့တော့ဥပမာငါစိတ်ညစ်လိုက်တာဒုက္ခပါပဲဒီလိုမျိုးမကောင်းတဲ့စကားရလေတကယ်လည်းအပြင်မှာအဲ့လိုမျိုးဖြစ်သွားတယ်ပေါ့ spirit ကိုရင်လည်းအဲ့လိုအဲ့ကြောင့်ကိုအမြဲပြင်နေရတယ်အဲ့ဟာတွေကတကယ်မပြောတင်ဘူးပေါ့နော် spirit ရဲ့စကားနဲ့စိတ်နေရအမြဲ link ဖြစ်နေရချိတ်ဆက်နေရဖြစ်တဲ့အတွက်အဲ့ဒါအရေးကြီးရမပြောပါနဲ့ကိုယ့်ရဲ့အားသာချက်အားနည်းချက်တွေဆိုတော့အဲ့ဟာကြီးလူတိုင်းမှာရှိတတ်ကြတာပဲပေါ့နော်အဲ့တော့ဒါတွေကိုကပေါ့နော်အတိအမှတ်ပြုပေးပါအဲ့တော့လူဆိုတာကအမားနဲ့လည်းမကင်းဘူးအဲ့တော့အားနည်းချက်အရာအမားကြီးလုံးမိရဆိုလို့ရှိရင်လည်းအရင်အပြစ်မတင်ပါနဲ့ပေါ့နော်ကိုကျင်နာပါအဲ့တော့ကိုလူတို့ဒီဗီဒီယိုကြည့်ပြီးရနဲ့နောက်နေ့ကြောက်လို့ရှိရင်ပေါ့နော်ကိုမှန်တဲ့ကိုပြန်ကြည့်တဲ့အခါမှာငါမလှဘူးငါမှာအားနည်းချက်တွေရှိရဲဆိုပြီးတော့ဒီလိုမျက်မှောင်ကြီးကျုပ်နေမဲ့အစားငါဒီနေ့ဒီလောက်ထိအောင်ရှင်သန်ခဲ့ရဖြတ်ကျော်ခဲ့ရအတွက်ငါကျေးဇူးတင်လိုက်တာငါလှလိုက်တာပေါ့နော်ငါကတော်လိုက်တာဒီလိုမျိုးပဲကိုပြန်ပြောပြီးတော့ကျေးဇူးတင်လိုက်ပါအဲ့တော့တခြားသူတို့ပေးနေတဲ့ဂရုစိုက်မှုရဲ့တဝက်လောက်ကိုဖြစ်ကိုပြန်ပြီးတော့ပေးပါနော်
ဆိုတော့အားလေးပြောချင်ပါတယ်အဲ့တော့ speed ဒီနေ့ပြောခဲ့တဲ့အရာလေးကိုဒါတကယ်လက်တွေ့ဘဝမှာလုပ်မယ်နေ့စဉ်နေ့တိုင်းပေါ့နော်ခတ်တော့ခတ်ခဲဒါပေမဲ့နေ့စဉ်နေတာဒီလိုမျိုးစိတ်တွေထားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝကလေအေးချမ်းသာယာပြီးတော့ပျော်ရွှင်အောင်မြင်တဲ့ဘဝဖြစ်လာမှာပဲပေါ့နော်အဲ့တော့အပြင်ပိုင်းအရာတွေနဲ့ပဲအချိန်မကုန်ပါနဲ့ကိုနဲ့ကိုယ့်အကိုလည်း me time ဆိုတာရှိပါပေါ့နော်စကားပြောပါဟုတ်ပါပြီအဆိုဒီနေ့ကစပြီးတော့ကိုကိုချစ်တော့မယ်ဆိုလို့ရှိရင်ပြည့်ရဲ့ comment မှာ I start today ဆိုပြီးတော့ရေးပေးလို့ရပါတယ်ဆိုတော့နောက်ဗီဒီယိုလေးမှာတွေ့ကြပါမယ် bye bye thank you for watching